မိဘတွေနဲ့အတူပွဲတက်လာတဲ့အချိန်မှာအခုလိုပုံစံပြုလုပ်ခဲ့လို့လူပြောများနေတဲ့ပြည်သူတို့ပြည်သူနဲ့အင်နာကျော်စင်ဆိုတာကလူတိုင်းချစ်ကြတဲ့ပရိသတ်ချစ်တော်အနုပညာရှင်တို့ပဲဖြစ်ပါတယ်သူတို့နှစ်ယောက်ကထွန်းကားလာတဲ့သားသမီးကိုလည်းကြီးချိုအားပေးကြတဲ့သူတွေရှိသလိုဝေဖန်သူတွေလည်းရှိနေပါတယ်အခုလက်ရှိမှာသားသမီးဖြစ်ကြတဲ့ပြည်သူတွေနဲ့ပြည်သူလေးတို့ကပရိသတ်တွေနဲ့အတော်အသင့်ကိုထိထိပေးနေတာလည်းဖြစ်ပါတယ်ပြည်သူ့လေးကလွန်ခဲ့တဲ့ရက်ပိုင်းမှာနိုင်ငံခြားကိုပညာတော်တင်သွားရောက်နေရင်းကနေအခုချိန်မှာတော့မြန်မာနိုင်ငံကိုပြန်ရောက်ကမိဘတွေနဲ့အတူပွဲတက်ရောက်တာတွေပါပြုလုပ်နေရလဲဖြစ်ပါတယ်ဗီဒီယိုနဲ့အင်နာကျော်စင်တို့ကပွဲတစ်ခုကိုတက်ရောက်ရင်းနဲ့တမီးဖြစ်တဲ့ပြည်သူ့လေးကိုပါခေါ်ကတက်ရောက်ခဲ့တာလည်းဖြစ်ပါတယ်ဒါပေမဲ့ထိုပွဲမှာပြည်သူ့လေးရဲ့အပြုအမူတချို့ကြောင့်ပြည်သက်တွေကြားထဲမှာပြောစရာဖြစ်နေကြရလဲဖြစ်ပါတယ်ပြည်သူ့လေးကနိုင်ငံတော်အနုပညာရှင်တွေရဲ့သွေးသားဖြစ်ပေမဲ့သူတို့တွေမပါဘူးလို့ဆိုရမှာပဲဖြစ်ပါတယ်လူတွေနဲ့ထိထိရမှာကိုကြောက်နေသလိုမျိုးလူအများကြားမှာလည်းမနေထိုင်တတ်တာမျိုးလည်းဖြစ်နေပါတယ်လူငယ်တဲ့လတွေကလည်းပြည်သက်တွေကြားထဲမှာပြည်သူ့ရဲ့အပြုအမူတချို့ကမူမမှန်ဖြစ်နေခဲ့လို့ပြည်သက်တွေကအစမပြေပါမလားစိုးရင်ကြကြတာလည်းဖြစ်ပါတယ်ဒါပေမဲ့အခုတစ်ခေါက်ပွဲတက်မှာလည်းပြည်သူ့လေးရဲ့အပြုအမူကရခိုင်ကအတိုင်းပဲဖြစ်နေပါတယ်လူကြားထဲရောက်ရင်မဝင့်မရဲဖြစ်ကအပြုံးရည်လည်းလုံးဝမရှိတော့တာဖြစ်ပါတယ်ပြည်သူဦးတို့ဟာအနုပညာလောကထဲကိုဝင်ရောက်စေခြင်းတဲ့သဘောနဲ့ပွဲတက်ခေါ်ကပြည်သက်တွေနဲ့ထိတွေ့ပေးနေပေမဲ့ပြည်သူတွေကတော့လူအများနဲ့ထိတွေ့ရမှာကိုရှက်ကြောက်တဲ့စိတ်ဖြစ်နေတာလည်းဖြစ်ပါတယ်ပြည်သူဦးဟာမကြောက်ဖို့လက်ကင်အားပေးခဲ့ပေမဲ့လည်းပြည်သူဦးရဲ့လက်ကိုရှောင်ဖယ်ခဲ့တာလည်းဖြစ်ပါတယ်ကင်မရာရှေ့မှာအခုလိုပြုမှုကြောင့်နှစ်ယောက်ကအဆင်ပြေပါမလားလို့ပြည်သက်တွေကထင်ကြီးတွေပြီးနေကြရလဲဖြစ်ပါတယ်ပြည်သက်တို့ရောပြည်သူ့လေးကိုအောင်မြင်တဲ့မင်းသမီးတစ်လက်အဖြစ်မြင်ကြသလားဆိုတာခေါင်းမှာယူသွားပြခဲ့ကြပါအောင်ရှင်ဗီဒီယိုလေးကိုဆုံးအောင်ကြည့်ပြီးတော့လည်းအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်ရွှေတင်ရိုက်ခွင်းမှာရွှေမိုးကြောက်တရားရသွားတဲ့အောင်စမှုရွှေတင်ရိုက်ခွင်းမှာခေါင်းကိုရိုက်ခံလိုက်ရတာကတော့အောင်စမှုပဲဖြစ်ပါတယ်မင်းသားအောင်စမှုကတော့တော်တော်လေးကိုထိခိုက်တရားရသွားတာပါအောင်စမှုကိုရိုက်တာကတော့လူရှင်တော်ရွှေမိုးပဲဖြစ်ပါတယ်။အားလုံးသိကြတဲ့အတိုင်းပဲမင်းသားအောင်စမှုကမိုးရသည်ရောက်နေတာကြောင့်တပင်ရာသီပိတ်သွားပြီးတဲ့နောက်ပိုင်းမှာရုပ်ရှင်ဇာတ်ကားတွေကိုရိုက်ကူနေရလဲဖြစ်ပါတယ်။ဒီလိုမျိုးအောင်စမှုတယောက်ရုပ်ရှင်ရိုက်ကူနေတဲ့အချိန်မှာသူတယောက်တည်းရိုက်ကူတာမဟုတ်ပါဘူး။သူ့ရဲ့ဇာတ်ပွဲကလူရှင်တော်တွေမင်းသားမင်းသမီးတွေကိုပါခေါ်ရိုက်နေရလဲဖြစ်ပါတယ်။အခုတော့အောင်စမှုကရှူတင်မှာတရုပ်ဆောင်ရင်းနဲ့သူ့ရဲ့ဇာတ်ပွဲကလူရှင်တော်ရွှေမိုးရိုက်တာကိုခံခဲ့ရတာလည်းဖြစ်ပါတယ်။တချို့ကတော့အောင်စမှုကိုရွှေမိုးကရိုက်တာလက်စားချေချင်တာဖြစ်မဲ့လို့ထင်ကြီးတွေပြီးနေတာလည်းဖြစ်ပါတယ်။ဘာလို့လဲဆိုတော့ပြီးခဲ့တဲ့ဘက်ကလူရှင်တော်ရွှေမိုးကဆက်စင်ပေါ်မှာစီးလိမ့်တောက်လာလို့အောင်စမှုကလိုက်လွှင့်နေစင်မှာပဲဆုံးမခဲ့ရလဲဖြစ်ပါတယ်။အဲဒါကြောင့်လူရှင်တော်ရွှေမိုးဘက်ကပြည်သက်တွေဟာတနာနေကြရလဲဖြစ်ပါတယ်။အခုတော့ရုပ်ရှင်ရိုက်ကူနေစင်မှာရွှေမိုးကအောင်စမှုကိုပြန်လုံးလိုက်တာကြောင့်လက်စားချေတာလားဆိုပြီးတော့အောင်စမှုရဲ့အဖွဲ့တွေက